Hello မင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးကိုကြည့်ရင်တူလေးတွေအတွက်ဒီလာမဲ့ဒီဇန်နဝါရီလမှာဘယ်လိုမျိုးအပြောင်းလဲလေးတွေဖြစ်လာဖို့အတွက်ရှိနေလဲဇန်နဝါရီလမကုန်ခင်ဒီမှာဘာတွေဖြစ်လာဖို့အတွက်ရှိတယ်ပေါ့နော်အဲ့ဒါလေးတွေကို reading ဖတ်ပေးချင်ပါတယ်ဇန်နဝါရီကတော့အခုဆိုလို့ရှိရင်73ရက်နေ့ထိရှိနေပြီပေါ့နော်14ရက်နေ့ထိရှိနေပြီဆိုတော့လဝက်တော့ရောက်နေပြီဒါပေမဲ့အဲ့ဒီလဝက်အတွင်းမှာပေါ့နော်ဘယ်လိုမျိုးအပြောင်းလဲလေးတွေဖြစ်လာဖို့အတွက်ရှိတယ်ဆိုတော့ကိုကြည့်ပေးချင်ပါတယ်ဆိုတော့ဒီတက်ကကတော့ကိုရွေးကြမလို့ပဲကြာလာတဲ့ကပ်ပေါ့နော်တော့အလုံးကမှကန်ကောင်းခြင်းပြေဆုံးခြင်းပြေဝခြင်း complete ဖြစ်ခြင်းဆိုတော့ပြတယ်ဆိုတော့ဒီလာမဲ့ဒီဇန်နဝါရီလမကုန်ခင်นี้မှာကိုလှုပ်မပြီးသေးတဲ့ process တွေပြီးသွားနိုင်မယ်ကိုလှုပ်နေတဲ့အရာလေးတွေတည်ုံနေတဲ့အရာလေးတွေဟာပြီးပြတ်သွားမယ်ပြီးဆုံးသွားဖို့အတွက်ရှိတယ်ဆိုတော့အဲ့လိုမျိုးမပြီးဘဲနဲ့တဝက်တစ်ပြက်နဲ့ပြီးသွားတဲ့ပြီးဆုံးခြင်းမျိုးမဟုတ်ဘဲနဲ့အကုန်လုံးပြီးဆုံးသွားတဲ့အတွက်ကြောင့်လှုပ်ပြီးသွားတဲ့အတွက်ကြောင့်တင်ယူတက်မြောက်သွားတဲ့အတွက်ကြောင့်ပြီးဆုံးသွားတော့ complete ကိုပြပါတယ်ပြီးဆုံးသွားဖို့အတွက်တစ်ခုခုတော့ရှိနေပါတယ်ပေါ့နော်အဲ့ဒီတော့အဲ့လိုမျိုးပြီးဆုံးမှုလေးတွေနဲ့အောင်မြင်စွာ successful လည်းပါတယ်ပေါ့နော်အောင်မြင်စွာပြီးဆုံးခြင်းတွေအပြင်ကိုမှသူကကံကောင်းမှုတွေနဲ့ update ဖြစ်ခြင်းမှာပါတယ်ကံကောင်းတဲ့ဟာလည်းတစ်ဖက် update ဖြစ်တာလည်းတစ်ဖက်တစ်ခုခု complete ဖြစ်သွားတဲ့အခါမှာထားပါတော့ပေါ့နော်ကိုက8တန်းအောင်သွားပြီးတဲ့အခါမှာ9တန်းရောက်သွားတယ်ဆိုတာမျိုးပေါ့နော်ကိုက8တန်းတစ်ခုလုံးကစတယ်ကိုကကောက်ကောက်မုံလေ့လာကြက်မှတ်ပြီးတော့မှအောင်မြင်သွားတယ်စမဘက်အောင်မြင်သွားတဲ့အတွက်ကြောင့်9တန်းကိုရောက်သွားတယ်ဆိုတော့ဒါက complete တစ်ခုဖြစ်ပြီးနောက်ထပ် step တစ်ခုကိုသွားရဲဆိုတဲ့ meaning ပေါ့နော်အဲ့လိုမျိုးပဲကိုဘဝမှာလည်းပဲကိုကဒီပညာရက်တစ်ခုကိုလေ့လာသင်ကြားလို့အောင်မြင်သွားပြီးတက်မြောက်သွားပြီဖြစ်တဲ့အတွက်ကြောင့်တခြားသောပညာရက်တစ်ခုကိုထပ်ပြီးတော့မှတင်ယူတက်မြောက်ဖို့အတွက် next step ကိုစတင်ရမယ်ကာလလည်းမြင့်တယ်ဒါကြောင့်မို့ဇန်နဝါရီလမှာတစ်ခုခုကိုအောင်မြင်စွာပြီးဆုံးပြီးတော့မှတက်မြောက်သွားပြီးရင် February လမှာထပ်ပြီးတော့နောက်တစ်ခုကိုထပ်ပြီးတော့တင်ယူရတာမျိုးနောက်တစ်ခုကိုထပ်ပြီးတော့မှလောက်ကြတာမျိုးလေးတွေပေါ်လာဖို့အတွက်ရှိပါတယ်ဆိုတော့တစ်ခုခုကိုကိုကအောင်မြင်သွားတဲ့အခါမှာကိုကအဲ့ဒါကြီးကိုအောင်မြင်သွားတဲ့အတွက်ကြောင့်တက်မြောက်သွားတဲ့အတွက်ကြောင့်ကိုက update ဖြစ်သွားတယ်ရေတော့ကဒီဟာကိုမသိသေးဘူးမတက်သေးဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ level ဟာ1ပေါ့နော်0ပေါ့နော်အဲ့ခါကျလို့ရှိရင်ကိုကအဲ့ဒီအရာကိုတက်မြောက်သွားပြီး first step လောက်ကတော့ကိုနားလည်သွားပြီဘယ်လိုမျိုးလောက်ကြရဲဆိုတာကိုသိသွားပြီဖြစ်တဲ့အတွက်ကြောင့်ကိုက number 1ဖြစ်သွားပြီဆိုတော့ကျွန်တော်ကupdate ဖြစ်သွားတယ်ကိုယ့်ရဲ့ဒီဉာဏ်ရည်ဉာဏ်သွေးပိုင်းလားကိုယ့်ရဲ့ဒီလှုပ်ဆောင်မှုအပိုင်းလားအရေးချင်းပိုင်းတွေလားနောက်ပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီခွန်အားပိုင်းတွေလားပေါ့နော်ချို့ gym ဆော့နေတဲ့တူဆိုလို့ရှိရင်လည်းပဲ muscle တွေပိုင်းတက်လာတာမျိုးအရင်တော့ကိုယ့်ရဲ့ဒီခန္ဓာကိုယ်ကြက်ခိုင်မှုကနေပါနေခဲ့တဲ့ဆိုရင်ကိုက number 1ဖြစ်သွားပြီ first step ကိုအောင်မြင်သွားပြီဖြစ်တဲ့အတွက်ကြောင့်ကိုဟာဒီမှာbody က stronger ဖြစ်လာတယ်mind တွေလည်း mindfulness တွေလည်းဖြစ်လာတယ်ဆိုတဲ့ဟာကိုမြင်ရတယ်တချို့ဆိုလို့ရှိရင်ဉာဏ်ရည်ဉာဏ်သွေးပိုင်းပေါ့နော်ဒီပညာရေးပိုင်းကိုလိုက်စားနေတဲ့သူတွေဆိုလို့ရှိရင်တော့ဉာဏ်ရည်ဉာဏ်သွေးပိုင်းတွေတိုးတက်လာမယ်ဒီလားဘယ်လိုခေါ်လဲမြင့်မာလာမယ်ပေါ့နော်ဒါကတော့ကိုအခုလက်ရှိဇန်နဝါရီလမှာဘာတွေလုပ်နေလဲပုံမှာမူတည်ပြီးတော့မှတဖြည်းဖြည်းနဲ့ပို့ပြီးတော့မှ stronger ဖြစ်လာမယ် wiser ဖြစ်လာမယ်ပြီးတော့အဲ့လိုမျိုးပို့ပြီးတော့မှကြန့်ခိုင်လာတယ် mature ဖြစ်လာတာမျိုးကိုတွေ့ရတယ်ဆိုအရင်ကောင်းတဲ့ဇန်နဝါရီလဟာလုံးဝအလဟတ်သက်ကုန်သွားမယ်တင်မှာတော့မပါဘူးပေါ့နော်ဒါကတော့ဗီဒီယိုကိုကြည့်နေတဲ့သူလေးတွေအကုန်လုံး channel ကိုကြည့်ပေးထားတာဖြစ်တယ်ဆိုတော့တော်တော်များများရဲ့ energy ကအဲ့ဒါမျိုးနဲ့တော်ပြီးကိုက်နေတာဖြစ်တဲ့အတွက်ကြောင့်တော်တော်များများဟာလည်းပဲဇန်နဝါရီလကိုအခုဗီဒီယိုကြည့်နေမှာပေါ့နော်ဇန်နဝါရီလကိုအလဟတ်သက်ကုန်ဆုံးနေတဲ့သူတွေမပါလာဘူးကိုမလုပ်ဘူးတဲ့အရာတွေတော့မဟုတ်ကိုတင်ယူနေကြအရာတွေကိုမှတကယ်ကိုခွန်အားအပြည့်အဝနဲ့ပေါ့နော်အားစိုက်ထုတ်ပြီးတော့တင်ယူနေကြတဲ့သူတွေလှုပ်ဆောင်နေကြတဲ့သူတွေအများကြီးပါလိမ့်မယ်လို့လည်းမြင်တယ်ဒါကြောင့်မလို့အဲ့လိုမျိုးကိုအားတုံခွန်ဆိုင်လုပ်တဲ့အတွက်ကြောင့်လည်းပဲဒီဇန်နဝါရီလကြီးဟာတခုခု complete ဖြစ်သွားဖို့အတွက်ကိုလည်းမြင်ရတယ်ပေါ့နော်အောင်မြင်စွာနဲ့တခုခုပြီးဆုံးပြီးမြောက်သွားဖို့အတွက်မြင်ရပါတယ် temperance ကတော့အကြီးကြီးကြတယ်တော့ temperance ကလည်းပဲလုံးဝကောင်းမွန်တော့အဆင်ပြေတော့သူ့မှာဘာတွေပါမလဲဆိုရင်အခုဗီဒီယိုကြည့်ရတူလေးတွေ energy ကနည်းနည်းတသိမမတော့မဟုတ်ဘူး energy တော့ကြည့်လိုက်မယ်ဘာတွေဖြစ်မလဲဆိုရင်ဒီမှာဉာဏ်လင်းပွင့်ခြင်းတွေ့ခဏလေး intelligence ဖြစ်လာမယ်အဲ့လိုမျိုး wiser ဖြစ်လာမယ်ဆိုတော့ meaning ကိုပါထားတဲ့အပြင်ကိုဒီမှာလည်းပဲသူ့ရဲ့ဒီဥကောင်းပေးတာမှာဉာဏ်လေးတွေပွင့်နေတယ်မြင်ရတဲ့အတွက်ကြောင့်အရင်တော့ကနေခဲ့တဲ့ lifestyle same pattern တွေတန်လုံးဝမတွားတော့ဘူးပြောင်းလဲသွားပြီပြီးတော့ကိုယ့်ရဲ့ဒီဉာဏ်ရည်ဉာဏ်သွေးပိုင်းမှာလည်းအလွန်ကိုမှမြင့်မားလာတယ်ကိုကအရင်တော့ကဒီအရာတွေပေါ်မှာအရင်စိတ်ညစ်သက်တယ်အရင် negative energy ယူမိတယ်ဆိုရင်တော့အခုချိန်မှာဒီဇန်နဝါရီလပေါ့နော်ကြန့်ရှိနေတော့ဇန်နဝါရီလမှာအဲ့ဒါတွေမတွေးတော့အဲ့လိုမျိုးကိုယ့်ကိုဘလောက်ပဲမကောင်းတဲ့ negative effect တွေကတက်ရောက်ပါစေအောင်ဒါတွေကိုကိုကကောင်းမွန်စွာနဲ့ကိုယ့်ရဲ့ attitude တွေကိုပြောင်းလဲပြီးတော့ကြော်လွှားနိုင်ကြည်တယ်ကျော်လွှားနိုင်ဖို့အတွက်လည်းပဲညင်သွေးမြင့်မာသွားတယ်เนาะအဲ့တော့ထားပါတော့အဲ့လိုမျိုး
မကောင်းတဲ့ energy တွေကိုညင်နေတဲ့လူတွေပဲအဲ့ဒါကိုယူကြတာပေါ့နော်ညင်မြင်ပါတဲ့လူတွေဆိုလို့ရှိရင်လည်းပဲခွေးဟောင်းလည်းထားမကြည့်ဘူးဆိုလိုမျိုးပေါ့နော်ကိုခွေးရလာဟောင်းလည်းကိုထားမကြည့်ဘူးဟုတ်တယ်မလားအဲ့တော့ပြောချင်တာကတော့ကိုမလို့အပ်တဲ့အရာတွေဆိုလို့ရှိရင်ကိုမလောက်တော့ဘူးကိုမလို့ကို response လုပ်စရာမလိုတဲ့တုတ်ပြန်စရာမလိုတဲ့ကိစ္စတွေဆိုလို့ရှိရင်လည်းမတုတ်ပြန်ပဲနဲ့ဒီ ACC နဲ့ကိုပါကိုနေနိုင်သွားတဲ့ attitude တွေပြောင်းလဲသွားတဲ့အတွက်ကြောင့်ဒီမှာညံလင်းပွင့်ခြင်းကိုပြတယ်ဆိုတော့ဘယ်လိုမျိုးခက်ခဲတွေပဲလာဇန်နဝါရီလမှာဒါကတော့overall ကြည့်ထားတဲ့အကောင်လုံးရဲ့energy ယူထားတာဖြစ်တဲ့အတွက်ကြောင့်တယောက်ချင်းစီရဲ့အခက်အခဲပေါ်မူတည်ပြီးတော့မှဖြည့်ရှင်းပုံကလည်းတူမှာမဟုတ်ဘူးပေါ့နော်ကိုကဒီလိုမျိုးဘယ်လိုမျိုးအခက်အခဲတွေကိုကြုံတွေ့နေရတာလဲအဲ့ဒီအခက်အခဲမှုတွေပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့ဖြည့်ရှင်းပုံကလည်းကွဲပြားသွားမယ်အဲ့လိုမျိုးဘယ်လိုမျိုးပုံစံနဲ့ကိုနီးကိုဟန်နဲ့ဘယ်လိုဖြည့်ရှင်းရမလဲဘယ်လို attitude မျိုးထားပြီးတော့ကြော်လွှားရမလဲဆိုတာကိုလည်းပဲကောင်းကောင်းသိလာမယ်အချိန်ကာလတစ်ခုဖြစ်မယ်ပေါ့နော်ကြံရှိရင်တော့15ရက်ပေါ့နော်အရန်ကိုမှ strong ဖြစ်လာတာကိုတွေ့ရတယ်အရင်တော့ကပုံစံနဲ့မတူတော့ဘဲနဲ့အဲ့လိုမျိုးပြောင်းလဲတော့ပြန်ကြံခဲ့တာလေးပြပြမယ်နော်ပြောင်းလဲတော့ပုံစံဆိုစင်ပတ်တန်ဘာလို့မဟုတ်တော့တာလဲဆိုတော့ဒီဘက်ခွက်မှာရှိတော့ရေတွေဟာနောက်တစ်ခွက်တွေကိုပြောင်းထည့်လိုက်ဖြစ်တဲ့အတွက်ကြောင့်အရင်ခွက်တုန်းကအရင်တုန်းကပုံစံအတိုင်းမနေတော့ဘူးထားပါတော့ရေဆိုတဲ့ဟာကသူ့ကိုထည့်ထားတဲ့ပုံစံခွက်ပေါ်မှာမူတည်ပြီးတော့မှပုံစံတွေကပြောင်းလဲပြောင်းထရှိတယ်ဆိုတော့ကိုက၄ရောက်ခွက်မှာ၄ရောက်ခွက်ထဲမှာရေကိုထည့်ရင်ရေက၄ရောက်ပုံစံဖြစ်နေမှာပေါ့နော်အဝိုင်းခွက်ထဲမှာထည့်လို့ရှိရင်ရေကအဝိုင်းပုံစံဖြစ်နေမယ်ဆိုလိုချင်တာကကိုယ့်ရဲ့ same pattern ကိုယ့်ရဲ့ old pattern ကိုပြချင်တာအဲ့ဒီ old pattern same pattern မဟုတ်တော့ဘဲနဲ့တခြားသော form တစ်ခုကိုပြောင်းလဲသွားမယ်တခြားသောပုံတံတစ်ခုကိုပြောင်းလဲသွားဖို့အတွက်ရှိရဆိုတော့ဘာကြောင့်လဲဒီခွက်တဲ့ကရေဟာဒီဘက်ခွက်တဲ့ကိုပြောင်းသွားတဲ့အတွက်ကြောင့်ဒီဘက်ခွက်ရဲ့ style ဖြစ်လာမယ်ဒီဘက်ခွက်တဲ့ကိုရောက်သွားတဲ့အခါမှာဒီဘက်ခွက်ရဲ့ပုံစံခဲဒီဘက်ခွက်ရဲ့မိုးပုံစံဒီဘက်ခွက်ရဲ့ form ပုံစံကိုပြောင်းလဲသွားမယ်ပြောလို့ရှိရင် same pattern မဟုတ်တော့ဘဲနဲ့ old pattern တွေထားခဲ့မယ် new pattern နဲ့ကိုယ့်ဘဝကို new style new life နဲ့ထပ်တန်းဖို့အတွက်ကိုအများကြီး effort တွေစိုက်ထုတ်နေတာမျိုးကိုတွေ့ရတယ်ဒါတော့changes ဖြစ်နေစေကာလပေါ့နော်ဘလို့ထဲ့သွန်နေစေကာလဆိုတော့အပြောင်းလဲဖြစ်နေစေကာလအကုန်လုံးတော့စိုးလို့နိုင်ပြီလို့မစိုးလို့ထားဘူးရေကိုလောင်းထိနေစေကာလဖြစ်တဲ့အတွက်ကြောင့်တချို့တော့ကိုယ့်ရဲ့ habit တွေဟာပြောင်းလဲသွားပြီတချို့သော habit တွေကတော့ကြံရှိနေတည်းရဆိုပြီးမြဲအဲ့ဒါတွေကိုလည်းပဲပြောင်းလဲနိုင်အောင်စူးစမ်းနေတာမျိုးကိုတွေ့ရတယ်အရင်ကိုမှ energy strong ဖြစ်တဲ့ useful လည်းဖြစ်တဲ့ energy ကိုတွေ့ရတယ်ပေါ့နော်ကဲနောက်တစ်ခုကြည့်ကြည့်အောင် oh my god ဗာလဲခဏကပြောခဲ့တယ်ဒီမှာလေဒီဘက်ခွက်တွေကရေတွေဒီဘက်ခွက်တွေကိုပြောင်းလိုက်ပြီအဲ့တော့ဘာပြောချင်တာလဲဆိုလို့ရှိရင် same pattern မလုပ်တော့ဘူးအိုးတွေကိုထားခဲ့ပြီဗာလဲဟောင်းနေတော့အရာတွေထားခဲ့ပြီ old pattern old flight old lifestyle เนาะအဲ့အကလုံးထားခဲ့ပြီဒါပေမဲ့ဒီမှာဘာတွေ့လဲသူလည်းထားခဲ့ပြီဘာလို့သွားပြီလဲဆိုတော့အစ်စ်ကိုသွားအဟောင်းကိုထားခဲ့အစ်စ်ကိုသွားမယ်ဆိုတဲ့အတိုင်းပဲမလိုအပ်တဲ့အရာတွေကိုဒုက္ခတွေပေးနေတဲ့အရာဒါဒုက္ခပဲကြုံတွေ့နေရတဲ့သူရဲ့ကပ်ပေါ့နော်ဒုက္ခတဲ့အတွက်ကြောင့်ကိုကဒီမှာဆက်နေလို့အဆင်မပြေတော့တဲ့အတွက်ကြောင့်တခြားတနေရာကိုကူးပြောင်းရတယ် refugee camp လို့လည်းပြောလို့ရတယ်ပေါ့နော် refugee camp migrant camp လို့လည်းပြောလို့ရတယ်ကိုယ့်ရဲ့ဒီလက်ရှိနေရာမှာဘလို့မှနေလို့အဆင်မပြေတော့တဲ့အတွက်ကြောင့်ပိုကောင်းတဲ့နေရာကိုကူးပြောင်းသွားရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ဆိုတော့ဒါကပြောလို့ရှိရင် unwanted ပေါ့နော်မလိုချင်ဘူးပြောင်းတော့မပြောင်းချင်ဘူးဒါပေမဲ့မဖြစ်မနေမို့သာပြောင်းရတယ်ဆိုပေမဲ့ဒီမှာဘာပြလဲဆိုလို့ရှိရင်မကောင်းတဲ့ຢာတွေကိုထားခဲ့တယ်ပိုကောင်းတဲ့နေရာတွေစီကိုဥတီပြီးတွားနေပါပြီဆိုတာပြရတယ်နော်အဲ့ဒီအတွက်ကြောင့်အဲ့လိုမျိုး changes လုပ်ရတဲ့အနေနဲ့ကိုကတော့ပျော်ရွှင်ခြင်းမှပျော်ရွှင်လိုက်မယ်အဲ့လိုမျိုးအပြောင်းလဲလုပ်နေရတဲ့အခါမှာအနှောင့်အယှက်တွေလည်းဝင်နိုင်တယ်အဆင်မပြေတဲ့အရာတွေလည်းပဲကြုံတွေ့ရအောင်မယ်ဒါပေမဲ့အဲ့ဒီအရာတွေကိုကိုကဘလောက်ပဲခက်ခဲပါစေဘလောက်ပဲစိတ်ညစ်စရာတွေပေါ်လာပါစေအောင်ထားပါတော့လူတစ်ယောက်ကပြောင်းလဲမယ်ဆိုလို့ရှိရင်တော့လောလောကိုယ်နဲ့ပြောင်းလဲလို့မရဘူးလေနော်အဲ့တော့ပြောင်းလဲတဲ့အခါမှာလည်းခက်ခဲတွေအများစွာကိုကြုံတွေ့ရဖို့အတွက်ရှိရဒါပေမဲ့အဲ့ဒီအရာကိုဘလောက်ပဲခက်ခဲပါစေကြော်လွှားပြီးတော့မှပြောင်းလဲလိုက်ဖို့အတွက်စင်တာလည်းရှိနေတာတွေ့ရတယ်ဆိုတော့ balance ဖြစ်နေလားဆို balance ဖြစ်မနေဘူးဒီမှာစက်နေခြင်းတဲ့စိတ်ကတော့ဆက်မရှိတော့ဘူးအသက်ကိုသွားဖို့အတွက်ကိုပို့ပြီးတော့မှစင်တာရှိတယ်ဘလောက်ပဲအခက်ခဲတွေဘလောက်ပဲရင်ဆိုင်ရမယ့်ຢာတွေရှိနေပါစေဘလောက်ပဲ risk တွေများပါစေအသက်ကိုပဲဥတည်ပြီးသွားဖို့အတွက်ကိုမြင်နေရပါတယ်ဆိုတော့ဒီဇန်နဝါရီလမှာကိုမကောင်းသောအရာတွေဖြစ်စေတဲ့အရာတွေလူလားမိတ်ဆွေလားတငယ်ချင်းလားချစ်သူလားရီးစားလားဒါမှမဟုတ်စုပင်နေလားဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ရဲ့ဒီမကောင်းသောအလုပ်လားမကောင်းသောenergy ဖြစ်တဲ့ environment လားထားပါတော့ကိုကလက်ရှိနေတဲ့ environment ကမကောင်းဘူး place တွေကမကောင်းဘူးကိုလက်ရှိနေတဲ့အိမ်တို့work space တို့เนาะအဲ့ဒီနေရာတွေကမကောင်းဆိုလို့ရှိရင်လည်းတခြားနေရာကို move သွားဖို့အတွက်ကိုကလုံးဝတော့မဆုံးနေတော့ဘူးเนาะထွက်သွားတော့မှဖြစ်ပါတယ်တဲ့ဆိုတော့ဒါတော့မကောင်းတဲ့ negative တွေကိုထားခဲ့တော့မယ်ဆိုတာကိုပြရတယ်ပေါ့နော် the fourth one ကိုကြည့်မယ် the chart very nice ဒီမှာတွားပြီเนาะပြောင်းဖို့တက်ကြိုးစားတယ်ထားခဲ့ပြီးထွက်သွားဖို့အတွက်ပြင်နေပြီဒီမှာပါလဲ chart ဆိုတာကအဲ့လိုမျိုးထားခဲ့ပြီးထွက်သွားပြီဆိုတာနဲ့ကို chart ဆိုတာတစ်လုံးဖြစ်တယ်သူ့ကိုဘယ်သူမှရက်တက်လို့မရဘူး chart ရဲ့ energy ရဲ့တစ်လုံးဖြစ်တဲ့အတွက်ကြောင့်သူဟာ
ရက်တန့်ခြင်းမရှိဘူးအနားယူခြင်းမရှိဘူးနောက်ပြန်လှည့်ခြင်းမရှိဘူးသူ့ရဲ့ energy ကအဲ့ဒါပဲဆိုတော့ तू ကဟိုရက်တန့်ခြင်းမရှိတော့စံနှုံးနဲ့ရက်တန့်ခြင်းမရှိတော့အမြန်နှုံးနဲ့အရှိကိုဆက်တိုက်သွားတော့မှာတိုးတိုက်ခြင်းဆိုတဲ့ကတ်ဖြစ်ပါတယ်အဲ့ဒီမှာ तू ကအနောက်ကိုဘယ်တော့မှပြန်မလှည့်ဘူးလမ်းကြောင်းပြန်မလှည့်ဘူးပေါ့နော်ပြောရင်လမ်းကြောင်းပြန်မလှည့်ဘူးဒီမှာလည်း तू သွားတော့မှာကွာအဲ့ဒါကိုမှသွားတဲ့လမ်းမှာ तू ကဘယ်တော့မှလမ်းကြောင်းပြန်မလှည့်ဘူးကိုယ့်ရဲ့ old pattern ကိုမလို့ခြင်းနဲ့ကိုယ့်ရဲ့ mindset တွေစီကိုဘယ်တော့မှပြန်မသွားတော့ဘူးဘာလို့မှလဲဆိုတော့ဘလောက်ပဲခက်ခဲဘလောက်ပဲကြမ်းတယ်အရှိကိုပဲစက်တိုက်သွားတော့မှာလုံးဝရက်လဲရက်မနာရက်လဲမရက်ဘူးနားလဲမနာဘူးအနောက်ရေမရှိဘဲနဲ့ကိုဆက်ပြီးသွားတော့မှာဖြစ်တယ်ဆိုတော့ဒီ speak ဒီမြန်နှုံးနဲ့တာသွားမယ်ဆိုလို့ရှိရင်ဒီ January ဒီမကဘူးဒီ2026တခုလုံးဟာကျနာချင်းမရှိဘဲနဲ့ဒီ pattern တိုင်းကိုဆက်သွားမှာကောင်းမွန်တဲ့ pattern နဲ့ကောင်းမွန်တဲ့ attitude တွေနဲ့ကိုစက်တိုက်သွားဖို့အတွက်ကိုမြင်နေရတယ်အရင်ကိုမှ strong ဖြစ်လုံးအားကြီးဒီတိကို strong တအားဖြစ်နေတာပေါ့နော်တကယ်ဆွဲလိုက်တိုင်းဆက်ပြီး strong ဖြစ်လာတာပဲမြင်ရတယ်ပေါ့နော်ဒီမှာလည်း the wall market ပြောခဲ့ strong ဖြစ်လာမယ် wiser ဖြစ်လာမယ်ပို့ပြီး mature ဖြစ်လာမယ်ဆိုတဲ့ဟာမှာပါဒီမှာ shadow bar ထပ်ပေါင်းလိုက်တဲ့အခါမှာရက်တန်နေတာမရှိတော့ကိုယ့်ရဲ့ဒီ strong ဖြစ်လာမယ်တနေ့ထက်ပုံပြီးတော့မှတန်မာလာခြင်းစိတ်ဓာတ်တန်မာလာခြင်းကိုယ်ခန္ဓာတန်မာလာခြင်းပို့ပြီးတော့မှငြိမ်မြင့်မားလာခြင်းပို့ပြီးတော့မှဘဟုတုတတွေကျော်ဝလာခြင်း wiser ဖြစ်လာခြင်းတဏှာတွေကိုဖြည့်ရှင်းနိုင်ခြင်းအဲ့ဒီဟာတွေကတနေ့ထက်ပို့ပြီးတော့မှအမြန်နှုံးတစ်ခုနဲ့ပေါ့နော်ပို့ပြီးတော့မှ update ဖြစ်လာတယ်ပို့ပြီးတော့မှ growing ဖြစ်လာမယ်ရက်တန်ခြင်းလည်းမရှိဘူးရနာသွားခြင်းလည်းမရှိဘူးဒီနေ့တော့နားမယ်ဆိုတာမျိုးလုံးဝမရှိရမျိုးတွေ့ရတယ်လုံးဝကို energies ဘယ်လိုပြောမလဲ claim လုပ်တဲ့နေတူပြောချင်တယ်ပေါ့နော်အခု video ကြည့်ရတူတွေ energy ကန့်ညီရဆိုလို့ရှိရင်လုံးဝ claim လုပ်တဲ့နေတူဒီပါအကြံပေးပါတယ်ဆိုတော့ price ဖြစ်မလဲ The Magician တဲ့ oh my god ကလေးနိုဗာထားကိုကြည့်တာမမျော်လင့်ထားဘူးပေါ့နော် January လဒီမှာလဲလကတိတ်မကြံတော့ဘူးကွာဒီနေ့ဆိုလို့ရှိရင်လည်းပဲ14ရက်နေ့ရှိနေပြီ14ရက်နေ့ရှိနေဖြစ်တဲ့အတွက်ကြောင့်ဒီလောက်ကြီးရဲ့ကတ်တွေကိုမြင်ရမယ်လို့နိုဗာမမျော်လင့်ထားဘူးပေါ့နော်အဲ့လိုမျိုးကတ်သေးလေးတွေ powerful မဖြစ်တဲ့ကတ်ကလေးတွေလောက်ပဲရမယ်လို့မြင်ထားတာထင်ထားတယ်ပေါ့နော်ကျွန်တော်ဖြစ်လဲ Nova တို့အဲ့လိုမျိုးကြီးတဲ့သူတွေဆိုတပတ်တော့အဲ့လိုမျိုး15ရက်တော့ကြီးတဲ့ကတ်တွေမှာဆိုလို့ရှိရင်ဒီလိုမျိုး energy ညားတဲ့ကတ်တွေရဖို့အရင်ရှားတယ်အဲ့ဒီအပြင်မှာတကက်တလေပဲပါလာတယ်ဒီမှာဆိုတကက်2ကက်3ကက်4ကက်5ကက်ကိုလှန်တဲ့အခါမှာ4ကက်ကပါလာတယ်ဆိုတော့ energy အရင်က strong ဖြစ်တယ်အခု video ကြည့်ရတဲ့သူတွေရဲ့ energy ကတော်တော်လေးကိုfull face ဖြစ်နေတာကိုတွေ့ရတယ်အပြည့်အဝခွန်အားအပြည့်နဲ့ကိုဖြစ်နေတာတွေ့ရတယ်ဒါပေမဲ့ magician ကိုပြမယ်ဆိုလို့ရှိရင် magician ကိုပြရမယ်ဆိုလို့ရှိရင်အခု video ကြည့်ရတဲ့သူတွေရဲ့ဒီခေါင်းပေါ့နော်ခဏသူ့ရဲ့ဒီကတ်တစ်ခုလုံးကအရင် meaningful ဖြစ်တယ်ဘယ်ကနေစပြောရမလဲဆိုရင်ဒီ magician ကနေစပြောမယ်ပေါ့နော်လူကနေစပြောမယ်အဲ့ဒီလူကြီးဟာအဖြူရောင်ဝတ်ရုံကိုဝတ်ထားတယ်ပြီးတော့သူ့ပေါ်မှာအနီရောင်ဝတ်ရုံကြီးကိုကြတော့သူကဝတ်ဆင်ထားတယ်လွှားထားတယ်ပေါ့နော်ဆိုတော့ဒီလူဟာတဲ့ဒီခု video ကြည့်ရတဲ့သူတွေဒီရဲ့ energy ကဘယ်လို energy မျိုးဖြစ်နေမှာလဲဆိုရင် January လမကောင်ကန်ဒီမှာနှစ်ခုပေါ့နော်ကိုဟာရဲလဲရဲရင်တယ်ပြက်လဲပြက်သားတဲ့အပြင်မှာရိုးသားမှုပြုစင်မှုလည်းရှိတယ်ဒီလူဟာအဆုံးရောက်မနေဘူးဘာပြောလဲဆိုလို့ရှိရင်ကိုယ့်ဘက်ကရိုးသားတယ်ပွင့်လင်းတယ်မြင်သာတယ် pure ဖြစ်တယ်ဆိုတဲ့ energy ရှိတယ်နော်သူတစ်ပါးကိုလည်းဘယ်တော့မှဒုက္ခမရအောင်မလုပ်ဘူးသူတစ်ပါးကိုလည်းဘယ်တော့မှစိတ်ညစ်ရအောင်မလုပ်ဘူးအဲ့လိုမျိုးပဲကိုလာပြီးဒုက္ခရအောင်လုပ်လို့ရှိရင်စိတ်ညစ်လာအောင်လုပ်လို့ရှိရင်ရဲရဲမှုနဲ့အတူတူနော်အနီရောင်ကဘာကိုပြလဲဆိုရဲရဲမှုတတိမရှိမှုနဲ့သူကို defense လုပ်နိုင်တယ်ဒါကြောင့်မလို့သူများတွေကိုလည်းပဲဒုက္ခပေးမပေးတဲ့အပြင်ပေါ့နော်သူများတွေကိုလည်းဒုက္ခမပေးဘူးမှန်ကန်သောနီးလန်းနဲ့ဆက်ဆံတဲ့အပြင်ကိုလည်းပဲမှန်ကန်သောနီးလန်းနဲ့ဆက်ဆံစေချင်တယ်တကယ်လို့ဆက်မဆန်လာဘူးဆိုလို့ရှိရင်လည်းပဲကိုကတတိရှိစွာနဲ့ဒီအရာတွေကိုကို defense လုပ်လိုက်မယ်ကိုတော့လာပြီးထိခိုက်လို့မရအောင်ကိုကကွဲနိုင်တယ်ဆိုတဲ့ energy မျိုးကိုလုံးဝရတယ်အဖြူရောင်နဲ့အနီရောင်ကိုဆက်တွေ့ထားခြင်းပေါ့နော်ဖြူရောင်က pure ဖြစ်တယ်အနီရောင်ကကျတော့stronger ဖြစ်တယ်ပြီးလို့ရှိရင် brave ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်ဒါကြောင့်မလို့အဲ့ဒီ pattern တိုင်းတော့မှာအရင်တော့ကလိုမျိုးအဲ့လိုမျိုးအဖြူရောင်တက်မဟုတ်တော့ဘူးအနီရောင်တက်လည်းမဟုတ်တော့ဘူးเนาะပြောလို့ရှိရင်အလဲမှာပဲနေတက်လာမယ်ဘယ်လိုမျိုး trip လောက်ရမလဲဘယ်လိုမျိုးရှောင်ရှားရမလဲအဲ့ဒါတွေအကုန်လုံးကိုနားလည်လာမယ်ဆိုတဲ့ဟာမျိုးတွေ့ရတယ်ဆိုတော့ magician ရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်မော်စီယာဖြစ်တဲ့အတွက်ကြောင့်မော်စီယာဟာသူဖြစ်ချင်တဲ့အရာတွေအကုန်လုံးကိုဖန်တီးနိုင်စွမ်းရှိတယ်သူဘာဖြစ်ချင်လဲဆိုတဲ့ခေါင်းထဲကတွေးလိုက်တိုင်းအဲ့ဒီအရာကိုတကယ်ဖြစ်လာအောင်ဖန်တီးနိုင်တဲ့အစွမ်းစားရှိရသူဖြစ်တဲ့အတွက်ကြောင့်အခုဗီဒီယိုကြည့်ရသူတော်တော်များများမှာကိုဘာဖြစ်ချင်လဲဆိုတာကိုကောင်းကောင်းသိနေပြီးတော့မှအဲ့ဒီကိုဘာဖြစ်ချင်လဲဆိုတဲ့အရာကိုရလာဖို့အတွက်ဖြစ်လာဖို့အတွက်လည်းပဲစွမ်းဆောင်နိုင်တဲ့အရေးရှင်းတွေအပြည့်အဝရှိနေမယ်လို့ဒီမှာယုံကြည်ပါတယ်
အဲ့ဒါကတော့ဝိယုံအဖြူနဲ့ညီတဲ့ကိုရှင်းပြပေးသွားပါပြီအဲ့ဒီတော့ဒီ magician ကဒီလူကြီးရဲ့ဟိုအစွမ်းစားကိုလည်းပြပြပေးသွားပြီပေါ့နော်အဲ့ဒီတော့ဒီ magician ရဲ့ခေါင်းမှာ infinity sign လေးကိုတွေ့ရမယ်ပေါ့နော်ဒီမှာ infinity sign လေးကကျတော့ဘာလဲဆိုလို့ရှိရင်အဆုံးစမဲ့တော့ဉာဏ်ပညာကိုပြတယ်အခုဗီဒီယိုကြည့်ရတဲ့သူတော်တော်များများမှာဉာဏ်ရည်ပိုင်းဆိုင်ရာမှာအပြောင်းလဲတော်တော်များများဖြစ်နေတာကိုတွေ့ရတယ်เนาะဒီမှာ1 2 3 sorry 1 2နေ့တစ်ခုမှကျတော့ဉာဏ်ရည်အလင်းပွင့်ခြင်းကိုတွေ့ရတယ်ဒီမှာလည်းပဲ intelligence ဖြစ်တယ်ပို့ပြီးတော့မှ wiser ဖြစ်လာတာတွေ့ရတယ်ဒီမှာသူ့ရဲ့ခေါင်းမှာဉာဏ်အလင်းပွင့်နေတဲ့အဲ့ဒီအလင်းရောင်လေးတစ်ခုတွေ့ရတယ်ဖျောင်းနိုင်ထုံးနိုင်လို့ရှိရင်မီးအရောင်ဘေးနားမှာဟတ်နေတယ်လို့မျိုးပဲသူ့ရဲ့ခေါင်းမှာလည်းမီးဟတ်နေတာတွေ့ရတယ်ဆိုလိုချင်တာကသူက intelligence star ဖြစ်တယ်အဲ့လိုမျိုး mindfulness ဖြစ်လာတယ်ဉာဏ်ရည်ညွတ်မားလာတာကိုတွေ့ရပြီးတော့ magician မှာထပ်ပါလာတယ်ဗါတယ်ခေါင်းပေါ်မှာ infinity sign အဆုံးအစမဲ့တော့ဉာဏ်ပညာဒါကြောင့်မလို့အခုဗီဒီယိုရှိတဲ့သူလေးတွေမှာဉာဏ်ပညာအားဖြင့်ကိုယ့်ရဲ့ဒီအသွေးတွေ attitude တွေအများကြီးအပြောင်းလဲဖြစ်နေတာကိုတွေ့ရတယ် attitude တွေအများကြီးပြောင်းလဲသွားတယ်အသွေးတွေအရင်ပြောင်းလဲသွားတယ်အမြင်တွေအများကြီးစမ်းကြယ်သွားတယ်အဲ့လိုမျိုးအသွေးတွေအမြင်တွေပြောင်းလဲသွားတဲ့အတွက်ကြောင့်လည်းကိုယ့်ရဲ့ lifestyle မှာပြောင်းလဲလာတာမျိုးကိုဒီဘာခံစားရတယ်ပေါ့နော်အဲ့တော့ magician ကိုစပြောရမယ်ဆိုသူ့ရဲ့ရှေ့မှာဘာတွေရှိမလဲ sorry သူ့ရဲ့လက်နှစ်ဖက်ပေါ့နော်ပထမလက်ကကျတော့ကောင်းကင်ကြီးကိုမှော်သူ့ရဲ့မှော်နေတန်လေးနဲ့ထိုးထားတယ်ကောင်းကင်က energy sky energy ပေါ့နော်အဲ့ဒါကိုယူတယ်ပြောချင်လို့ရှိရင်တော့ Nova universe energy ယူတာပေါ့နော် universe energy ကိုသူကဒီမှော်နေတန်လေးနဲ့ယူနေတယ်ဘယ်တဲ့ဘုံကသူခဏကိုယ်တည်းဝင်သွားတယ်နော်နောက်တစ်ခုကကျတော့ဒီဘက်လက်ညှိုးလေးကကျတော့ဒီဘက်လက်ကလက်ညှိုးလေးကကျတော့မြေကြီးကိုထိုးထားတယ်ဒါကကျတော့ ground energy ကဘာမြေကြီးကြီးယူတဲ့ energy ground energy ကိုလည်းပဲသူကစုပ်ယူနေတယ်အဲ့တော့မြေကြီးရဲ့ energy အောက်ကမြေကြီးရဲ့ energy အပေါ်က universe ရဲ့ energy ကိုသူကနှစ်ခုကိုစုပ်ယူပြီးလိုက်စုပ်ယူလာတာဖြစ်တယ်ဆိုတော့ကောင်းကင်နဲ့မြေကြီးကိုအပိုင်ရထားတဲ့ကဲတော့အပိုင်ရတယ်လို့ပြောလို့မရအသုံးချနိုင်တဲ့သူတွေကဖြစ်လာမယ်ကောင်းကင်ရဲ့ဒီ energy ဘယ်လိုမျိုးအသုံးချရမလဲဒီ ground ရဲ့ energy ကိုဘယ်လိုမျိုးအသုံးချရမလဲသူကောင်းကောင်းသိရဘာလို့လဲသူမှာအသုံးချနိုင်တဲ့ပညာတွေသူ့မှာရှိတယ်ဘယ်လိုသုံးချလို့ရမလဲဆိုတော့နီးလန်းတွေနီးဟန်တွေ idea တွေအများကြီးရှိတယ်ဆိုတော့အခုဒီဇန်နဝါရီလမကုန်ခင်ဒီမှာကိုဘာ idea ပဲပေါ်လာအဲ့အတိုင်းကိုတကယ်အကောင့်ထဲပေါ်တင်တယ်ပေါ်နိုင်မဲ့ရည်ချင်းတွေလည်းပဲအပြည့်အဝရှိတယ်ဆိုတော့ထားပါတော့ကိုက business တစ်ခုကိုစပြီးတော့မှတီထောင်တော့မယ်လို့တွေးမိတယ်ဆိုလို့တကယ်လို့ပါတကယ်လည်းလုပ်ဖြစ်လိုက်မယ်လုပ်တဲ့ခါမှာလည်းပဲကိုအစွမ်းအစဘယ်လောက်ခက်ခဲပဲရှိနော်အစွမ်းအစတွေကိုယ့်ရဲ့ရည်ချင်းတွေကြောင့်ပဲခက်ခဲများစွာကိုကျော်လွှားနိုင်ပြီးတော့မှဖြစ်မြောက်အောင်နေလိုက်မယ်လို့လူကပြောချင်ပါတယ်ဒီတော့ကသူကဒီသူ့ရဲ့ဒီဖြစ်ချင်တဲ့အရာတွေကို desire တွေကိုအကောင့်ထဲပေါ်နေတဲ့အခါမှာသူ့ရဲ့ရှိရာဒီစပွဲပေါ်မှာဆိုလို့ရှိရင်ဖန်တီကယ်ရှိမယ်ငွေတင်ကားပြလေးပေါ့နော်ရေခွက်လေးရှိမယ်ဓာတ်တစ်ချောင်းရှိမယ်တုတ်တစ်ချောင်းရှိမယ်ဆိုလို့ချင်တာက element လေးခုပေါ့နော်ရေမြေလေမီးဆိုတဲ့ energy လေးခု element လေးခုကသူ့မှာအပိုင်စားရရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်သူဟာတဲ့သူဘာပဲဖြစ်ချင်ပေါ့နော်သူဖြစ်ချင်တဲ့ဆန္ဒတွေအကုန်လုံးကိုရအောင်ဖြစ်အောင်ဖန်တီးနိုင်လိမ့်မယ်ကိုကဖြစ်ချင်တဲ့ desire ကဘာလဲတခုခုရှိလိုက်မယ်အဲ့ဒီအရာကိုဇန်နဝါရီလမကုန်ခင်ဒီမှာအကောင့်ထဲပေါ်နိုင်လိမ့်မယ်အကောင့်ထဲပေါ်နိုင်တယ်ဆိုတာက first step ကိုစတင်ပြီးတော့မှလောက်ကင်နိုင်လိမ့်မယ်အဲ့ဒီအခါမှာလည်းပဲ first step ကိုလည်းပဲဆက်လက်ပြီးတော့မှအောင်မြင်သွားဖို့အတွက်ရှိပါတယ်နော်ဆိုတော့ဟို magician energy တခုကဘာလဲဆိုလို့ရှိရင်တော့ तू ကလုံနိုင်စွမ်းတဲ့အရေးချင်းတွေကိုမှအပြည့်အဝရှိနေတယ်ဘာပဲလုပ်လို့လဲဆိုတော့ကိုလုပ်ဖို့ပဲလုပ်လို့လားအဲ့လို energy မျိုးလည်းတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးအဆင့်ကိုရောက်နေတဲ့သူတွေလည်းပါကောင်းပါနိုင်ပါတယ်ကဲဒါတော့ကက်သေးလေးပေါ့နော်ဒီလိုမျိုးဒီဒုတိယမြောက်sorry တတိယမြောက်ကက်တွေမှာတော့ကက်အသေးလေးတွေပါလာတယ်ဘာတွေလဲဆိုလို့ရှိရင်အခုဗီဒီယိုကြည့်ရတဲ့သူလေးတွေဟာဒီမှာ six of pentacle ရတယ် six of pentacle ဆိုတာကဒါဟာလေစိတ်နှလုံးသားဖြူစင်ခြင်းကိုခဏက magician မှာကတည်းကတွေးလိုက်တယ်ကိုကလည်းပဲသူများတွေပေါ်မှာကောင်းမွန်သောစိတ်သဘောထားတွေထားရှိတယ်ဘယ်လိုပြောမလဲ pure တအားဖြစ်တယ်ပေါ့နော်သူများတွေပေါ်မှာကောင်းမွန်သောအမြင်တွေကောင်းမွန်သောအတွေးနဲ့ပဲသူတို့ကိုလည်းပဲကောင်းကောင်းမွန်မွန်ပဲဆက်ဆံတယ်ကိုလည်းပဲကောင်းကောင်းမွန်မွန်ပဲကြံလဲပြီးတော့မှဆက်ဆံစီလို့လည်းစိတ်ရှိရပေါ့နော်ဆိုလိုချင်တာတော့သူများတူဘာပေါ်မှာမကောင်းသောစိတ်လုံးဝမရှိတာမျိုးကိုတွေ့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်လည်းပဲဒီမှာ six of pentacle လိုမျိုးတူတဘာပေါ်မှာပေးကမ်းလို့စိတ်ရှိရဒီကက်ကိုရရတဲ့တော်တော်များဟာဆိုလို့ရှိရင်ပေးလေလှူလေအောင်မြင်လေပြရတယ်ပေါ့နော်ကိုကဒါတော့30ရှိလို့9လှူတယ်ဆိုလို့ရှိရင်နောက်ထပ်30တို့50တို့ပြင်ရတယ်ပေါ့နော်ဆိုလို့ကျွန်တော်ကိုလှူပေးလိုက်တာထက်ပိုများသောပတ်စံပြင်ရတယ်ကိုကလှူလိုက်တဲ့ခါမှာလည်းငါပြင်ရပါစေဆိုရစိတ်ထားမရှိဘဲနဲ့ကို तू လိုအပ်နေတဲ့ तू အဆင်ပြေသွားပါစေလိုအပ်နေတဲ့ तू လေးသူလိုချင်တဲ့အရာလေးရသွားပါစေဆိုပြီးတော့မှဖြည့်ဆည်းပေးလို့တဲ့မေတ္တာတရားတက်နဲ့ကိုဖြည့်ဆည်းပေးကြတယ်လှူဒန်းပေးကြတယ်ကြောက်လို့ရှိရင်အလှူဒါနမြောက်တယ်ပေါ့နော်တခုခုပြန်လဲပြီးလိုချင်တဲ့စိတ်နဲ့လှူလို့ရှိရင်ဘယ်တော့မှကုသိုလ်မရဘူးဘယ်တော့မှလည်းဒါနမမြောက်ဘူးပေါ့နော်အခုဒီဗီဒီယိုကြည့်ရတဲ့တော်တော်များဟာလဲတော်တော်ဘာကိုကူညီတဲ့အခါမှာ तू ကတော့ငါစီသူ့စီကတော့ငါဒါလေးပြန်ယူမယ်ဆိုတဲ့စိတ်ဘယ်တော့မှမရှိဘဲနဲ့အကူညီပေးကြတယ်လှူဒန်းပေးကြတယ်အဲ့လိုမျိုးဒါနမြောက်တော့လှူဒန်းမှုကြောင့်ပဲအခုဗီဒီယိုကြည့်ရတဲ့သူလေးတွေပေါ်မှာပြန်လဲပြီးတော့မှကံကောင်းမှုတွေနဲ့
အစပေါင်းများစွာတိုးတက်တော့ပေါ့နော်ကောင်းမွန်သောအရာလေးတွေဟာပြန်လည်ပြီးတော့မှရောက်ရှိလာတယ်ဆုလက်နေနဲ့ပေါ့နော်ဒါနမြောက်သောလှူဒန်းဖြစ်တဲ့အတွက်ကြောင့်ပြန်လည်ပြီးတော့မှကောင်းကျိုးတွေပြန်လည်ခံစားရတယ်ဒါကြောင့်မလို့ကိုလှူဒန်းဖြစ်လိုက်မယ်ဇန်နဝါရီလမကုန်ခင်ဒီမှာလေပေါ့နော်ကိုဖြစ်ချင်တဲ့ကိုမိသားစုဝင်တွေကိုကပတ်စံနေပေးတဲ့သူဖြစ်မယ်ကိုမိသားစုဝင်တွေလိုအပ်နေတဲ့အရာလေးတွေကိုဖြည့်ဆည်းပေးလို့လည်းစိတ်ရှိရသူဖြစ်မယ်အဲ့လိုစိတ်နဲ့ပဲကိုကစူးစမ်းရင်နဲ့ပေးကမ်းရင်နဲ့ပဲကိုယ့်ရဲ့ဒီဘဝတစ်ခုမှာကိုယ့်ရဲ့ဘဝမှာပေါ့နော်အောင်မြင်သောနေရာအဆင်ပြေသောနေရာကိုတဖြည်းဖြည်းနဲ့ရောက်ရှိလာဖို့အတွက်ကိုလည်းမြင်ရပါတယ်ဆိုတော့သူကဘာပြောလဲဆိုလို့ရှိရင်စေတနာကောင်းရင်ကံကောင်းတဲ့သူဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီအခုဗီဒီယိုကြည့်လိုက်တဲ့အခါမှာဒီကတ်တွေတွေကိုကြည့်လိုက်တဲ့အခါမှာလည်းပဲကိုလည်းကောင်းအောင်ကြိုးစားတယ်သူများတွေကိုလည်းပဲကောင်းလာအောင်လို့ကူညီပေးလို့တဲ့စိတ်အပြည့်အဝရှိရသူဖြစ်တဲ့အတွက်ကြောင့်ဒီထက်မက2026မှာအများကြီးကံကောင်းမဲ့လူနိုဘာကနေပြီးတော့မှဒီလိုမျိုးကတ်မချင်အောင်တည်နိုင်တယ်ပေါ့နော်အဲ့လိုပဲစေတနာကောင်းတဲ့လူကောင်ကကံကောင်းကြမှာဖြစ်တဲ့အတွက်ကြောင့်ကံကောင်းတဲ့ပြင်ကိုအခုဗီဒီယိုကြည့်တဲ့သူတွေဟာတကယ်လည်းအလုပ်လုပ်ကြတယ်ကန်ဆိုတာရဲ့အလုပ်ပါတည်ရပေါ့နော်အဲ့တော့ကောင်းတာလုပ်တဲ့အခါကောင်းတာလည်းဖြစ်တယ်ပြီးတော့ကောင်းတဲ့အသွေးတွေမြတ်တာတရားတွေထားတဲ့အတွက်ကြောင့်လည်းပဲကောင်းသောအရာတွေအများကြီးကို attract လုပ်နိုင်တဲ့သူတွေဖြစ်ကြတယ်လို့မြင်ပါတယ်ဒီထက်ပိုပြီးတော့လည်းနောက်ထပ်လတွေမှာပေါ့နော် February March April ဒီနှစ်ကုန်ထိပေါ့နော်အများကြီးကံကောင်းပြီးတော့မှအများကြီးတိုးတက်ပါစေလို့ဘာကနေပြီးတော့မှဆုမကောင်းတောင်းပေးလိုက်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းထပ်ပြီးတော့မှဆုံတွေ့ကြပါဦးမယ်နော်